မေတ္တာတော့အနှစ်ချုပ်ပေကြီး7တော့ထဲမှာမေတ္တာတော့ဆိုတာအားလုံးဘုရားဘာသာဝင်မြန်မာလူမျိုးတွေအားလုံးလောက်နီးနီးရှားရှိပြီးတော့နေ့စဉ်နဲ့အများရွတ်ဖတ်နေကြတာရှိတယ်။သို့တော့မေတ္တာတော့ရဲ့အကြောင်းကိုထိုရွတ်နေတဲ့ပုဂ္ဂိုလ်တိုင်းသိချင်မှသိမှာပေါ့အသေးစိတ်။ဒါကြောင့်တခြားတရားကိုမဟောဘဲနဲ့မေတ္တာတော့အနှစ်ချုပ်လူတွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ပြီးတော့နေ့စဉ်နဲ့အများရွတ်ဖတ်တဲ့ပြီးတော့အနေကင်းအောင်ဆောင်ရွက်နေကြတဲ့ပြည်ကြီးတဲ့မှာပါတယ်ဒီမေတ္တာတော့ကိုအနှစ်ချုပ်ပြီးတော့ဟောရင်ကောင်းပါပဲလို့ဆိုပြီးတော့ဒီတရားကိုရေးလိုက်တာပါမေတ္တာတော့မှာယန္တာနုဘာဝတော်ယက္ခနေဝတ္တေတိပိဒနာယမိစေဝလေးဥဇံတော်ရတေတိဝမတ္တတိတောသုခသုတိတုတ်တော်သပပံဂေစိနပတ္တိဧဝပါတိခုလူပေတံပရိတံတမ္ပနာမဟေဆိုတဲ့စကားကမြတ်စွာဘုရားဟောတဲ့စကားမဟုတ်ပါဘူးနောက်ပိုင်းကျတော့မှဒီမေတ္တာတုတ်ကိုရွတ်မယ်လို့ဆိုတဲ့အခါမှာရွတ်ဖတ်တဲ့ဆယ်ခြင်းလောက်အောင်မေတ္တာတုတ်ရဲ့အကျိုးကိုပေါ်ပြပြီးတော့ရွတ်ကြမယ်လို့အာဘိစကားပြောကြတဲ့တုတ်ကလေးပါဒီတုတ်တော့သို့တော့မေတ္တာတုတ်ဆိုတာရွတ်ရမှတတ်မဟုတ်ဘူးပရိတရားတော်လို့ဆိုလို့ရှိရင်များသောအားဖြင့်ဘုရားဘာသာဝင်မြန်မာနိုင်ငံနေမြန်မာလူမျိုးတွေဟာပရိတရားတော်ကိုရွတ်ဖတ်ခြင်းနာယူခြင်းဖြင့်လောဘီလို့ဒီလိုလေးပဲစနေကြတယ်ပေါ့မေတ္တာတော်ကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်ရွတ်ဖတ်ရမယ်ဆိုတာတော့မပါဘူးနော်အဲ့တော့မေတ္တာတော်ရဲ့အနှစ်ချုပ်ထဲမှာကြည့်မယ်ဆိုရင်အနေနဲ့ကဲဖို့အတွက်မေတ္တာတော်မရွတ်ဘူးလားဆိုရင်ရွတ်တယ်ရွတ်မနာရဘူးလားဆိုရင်နာတော့နာဒီတရားပဲဖြစ်ဖြစ်ရွတ်ဖတ်တဲ့ဇယ်လို့ရှိရင်ရွတ်ဖတ်တဲ့ဇယ်ရဲ့အကျိုးပေါ့နာယူရင်နာယူတဲ့အကျိုးဆိုတာဒီလိုရှိမှာပေါ့နော်ရသော်ဘုရားကပရိတ္တလို့ခေါ်တဲ့ပရိတရားတော်တွေကိုခေါ်တဲ့အခါမှာဘာကိုအဓိကထားပြီးတော့ဟောလို့ဆိုရင်မေတ္တာရဲ့သစ္စာဒီနှစ်ခုကိုအဓိကထားပါအနေကိုကာဝယ်တဲ့အခါမှာမေတ္တာကိုအသုံးပြုပြီးတော့ကာဝယ်တဲ့နည်းစနစ်သစ္စာကိုအသုံးပြုပြီးတော့ကာကွယ်တဲ့နည်းစနစ်အဲဒီနည်းစနစ်တွေကိုအသုံးပြီးတော့ပရိတရားတော်ကိုခေါ်တယ်ဒါလည်းသဘောပေါက်တာကိုလိုအပ်တယ်ပေါ့နော်မေတ္တာလို့ဆိုတဲ့သဘောတရားဟာရွတ်ရမှာမဟုတ်ဘူးပွားများရမယ့်သဘောတရားဖြစ်တယ်ပြောရဆိုရင်သူနဲ့ကမ္မထမ်းမယ်ညာတော့ပြင်ခုခေတ်ကမ္မထမ်းဆိုလို့ရှိရင်ဝိပဿနာတို့ဒီလိုကျင့်ကြံကြိုးကိုအာရုံဓမ္မကမ္မထမ်းလို့ကမ္မထမ်းထိုင်တယ်လို့ဒီလိုယူဆနေကြညာအတိများတာကိုပြောတယ်နော်ဒီမေတ္တာပို့နေတာဟာလည်းပဲကမ္မထမ်းပဲပေါ့သမထကမ္မထမ်းထဲမှာပါတယ်ဒါကြောင့်မေတ္တာတော့နဲ့ပတ်သက်လာလို့ရှိရင်ပြောမှတသက်မဟုတ်ဘူးနာရမှတသက်မဟုတ်ဘူးရသော်ဘုရားဟောတဲ့စကားလုံးထဲမှာကြည့်မယ်ဆိုရင်မေတ္တာတော့ကိုနေ့စဉ်ရွတ်ဖတ်လို့ရှိရင်အန္တရာယ်ကင်းတယ်မေတ္တာတော့ကိုရွတ်ဖတ်တာကိုနာရင်အန္တရာယ်ကင်းတယ်လို့ဒီမေတ္တာတော့ထဲမှာရည်ညွှန်းထားတာတပုံးမှမပါတလုံးမှမပါသို့တော့အများအပြားအဲ့တိုင်းပဲယုံကြည်နေကြဘုရားဆရာကြီးပြောတဲ့စကားလုံးနဲ့ပြောရမယ်ဆိုလို့ရှိရင်တို့လူတွေကတောက်ဆေးကိုလိမ့်ဆေးလုပ်နေကြတယ်လို့ပြောတောက်ရမှာကိုမတောက်ခဲနဲ့လိမ့်ဆေးအဖြစ်အသုံးပြုနေလို့ရှိရင်အကျိုးသက်ရောက်မှုအားနည်းမှာပေါ့နော်တောက်ရမယ်ဆေးကတောက်ကိုတောက်မှသူကအကျိုးသက်ရောက်မှုဖြစ်မှာပေါ့အဲ့တော့မေတ္တာဆိုတာဘာဝနာတရားပဲသို့တော့မေတ္တာဟာကာယကမေတ္တာဝစီကမေတ္တာမနောကမေတ္တာလို့ရှိတဲ့ထဲမှာကာယကမေတ္တာဆိုတာနန်းသွားရင်ကနေပြီးတော့လမ်းပေါ်မှာရောက်နေတဲ့အမိုက်တရဲ့စုခလုတ်ကတင်းကစပြီးတော့ဖယ်ရှားပြီးဒီလမ်းပေါ်သွားတဲ့လူတွေခလုတ်ကတင်းမတိုက်မိကြပါစေနဲ့စုမစုကြပါစေနဲ့ဆိုပြီးတော့ဖယ်ရှားပေးသွားတဲ့သဘောမျိုးတွေဒါကာယကမေတ္တာလို့ခေါ်တယ်ပေါ့အများဒုက္ခမရောက်စေခြင်းဘူးအများချမ်းသာစေခြင်းနဲ့ဆိုတဲ့ဆိုပါတော့အများသွားလာတဲ့နေရာမှာဒီပစ္စည်းလဲပေးတယ်
ကျောင်းနေကနေလာတဲ့ကောင်ကတည်းကစီးလဲပြီးဒါကာယကမေတ္တာလို့ခေါ်မေတ္တာကိုကိုယ်နဲ့ပြတယ်ကိုယ်မှုနဲ့ပြမေတ္တာကိုနှုတ်နဲ့ပြတာရှိနှုတ်နဲ့ပြတယ်ဆိုတဲ့နေရာမှာတတ္တဝါတွေချမ်းသာကြပါစေချမ်းသာကြပါစေလို့ဒီလိုနှုတ်ကမေတ္တာဘုရားကိုရွတ်နေတာလေမေတ္တာဝစီကံလို့ပြောလို့ရပို့ပြီးတော့ထိရောက်တဲ့မေတ္တာဝစီကံဆိုတာတုံးနဲ့တူအကောင်းပြောတာပေါ့တကယ်မေတ္တာစိတ်ထားပြီးတော့ကောင်းတာကိုပြောတယ်မကောင်းတဲ့စကားမပြောဘူးတူအတင်းမပြောဘူးနော်ကောင်းကျိုးချမ်းသာကိုရစေတဲ့အပြောမျိုးတွေကိုပြောပေးတယ်အကြံကောင်းဉာဏ်ကောင်းတွေပေးတယ်ဒါမေတ္တာဝစီကံလို့ဒီလိုပြောရမေတ္တာမနောကံဆိုတာကြတော့ခုနကပွားများအားထုတ်ရဘာဝနာအလုပ်နဲ့ပွားများဒီသုတ္တံမှာမြတ်စွာဘုရားကမေတ္တာဘာဝနာပွားရမယ်ဆိုလို့ရှိရင်ထိုမေတ္တာဘာဝနာပွားမဲ့ပုဂ္ဂိုလ်ဟာဘယ်လိုရည်သွေးတွေရှိရမယ်ဆိုတာကိုမြတ်စွာဘုရားရှင်းဥစွာဟောထားတယ်အထက်ကရာဆရာတို့နောက်ဆရာများကနေပြီးရေးထားတဲ့ခုနကဂါထာနှစ်ပုဒ်ကဒါမေတ္တာရဲ့အကျိုးကိုဖော်ပြတဲ့စကားလေးပါယတ္တနုဘဝတောယက္ခနေဝတ္တတိပိဒနာမေတ္တာတို့ရဲ့အစွမ်းတကူကြောင့်သို့မဟုတ်မေတ္တာရဲ့အစွမ်းတကူကြောင့်နတ်တွေကပဲဖြစ်စေဘလူတွေကပဲဖြစ်စေဘယ်ပုဂ္ဂိုလ်တွေကပဲဖြစ်စေဒီဘဝနာဘာဝရှိတဲ့ပုဂ္ဂိုလ်တွေကကြောက်เสียလန့်เสียတွေကိုမပြကြဘူးတဲ့မေတ္တာသက်ရောက်တဲ့ပေါ့နော်ခုမချောက်မှန်ဘူးလို့ဒီလိုပြောတာဉာဏ်မိစေဝနုယုံဇံတော်ဆိုအဲ့ဒီမေတ္တာဘာဝနာလုပ်ငန်းမှာစိတ်စမကြကျိုးပန်းအားထုတ်မယ်ဆိုလို့ရှိရင်တဲ့ဒုက္ခံဒုပတိချမ်းသာတာအေးရမယ်တုတ်တော်စပပံကေစီနဘတ္တိအိပ်ပြောင်းနေတဲ့အချိန်မှာလည်းပဲအိမ်မဆိုးတွေမမဲ့ဘူးတဲ့ချမ်းသာအိပ်ဆက်ချမ်းသာနေရလို့အိမ်မဆိုးကင်းစောင့်ရင်းနဲ့များလူသားလေးချစ်နတ်လေးချစ်နေရလက်နဲ့စိတ်ပြီးကြီးသည်တပြားမျက်နှာရှင်ကြီးတည်ကြည်နှလုံးသေဆုံးမတွေ့သေရင်ပြမဖြစ်တတ်စွာဒီမေတ္တာအကျိုး7မျိုးဆိုပြီးအင်္ဂုတ္တပါဠိတော်မှာမြတ်စွာဘုရားမေတ္တာတုတ်တစ်ခုဟောထားတာရှိအကျိုးပြမေတ္တာတုတ်ပေါ့နော်အခုဒီပေကြီးထဲမှာဟောတာကြတော့မေတ္တာဘယ်လိုပွားရမလဲဆိုတာကိုပါထည့်သွင်းပြီးတော့ဟောတာအဲ့ဒီအကျိုးပြမေတ္တာတုတ်ကယူပြီးတော့ယမိစေဝနိယောဇနောရတ္တိနိဝမတ္တံတိတောဒုက္ခံဒုတိတုံသောသပပံကေစီနဘတ္တိအိမ်နေတဲ့အခါမှာနှစ်ချက်ချက်အေးရတယ်တဲ့အိပ်ပြောင်းနေတဲ့အချိန်မှာလည်းပဲအိမ်မဆိုးတွေမမက်ဘူးစတဲ့အကျိုးကျေးဇူးတွေကိုရနိုင်တဲ့မေတ္တာဘာဝနာကိုပွားပါလို့ဒီလိုဆိုလို့တယ်အဲ့ဒီမေတ္တာဘာဝနာပွားပြီးဒီသုတ္တံမှာဟောတာအဲ့တော့တကယ်တော့မေတ္တာဆိုတာရွတ်ဖတ်တဲ့စေမှုကိုအကြောင်းပြုပြီးရွတ်ဖတ်တဲ့အခါမှာအဓိပ္ပာယ်နားမဲ့အောင်ရွတ်ဖတ်ပြီးတော့အဲ့ဒီတိုင်းလိုက်တာကျင့်သုံးဖို့ဒီလိုဆိုလို့နော်အဲ့တော့ရွတ်နေရုံနဲ့အနည်းမကင်းဘူးလားလို့ဆိုတော့ကင်းတဲ့တော့ကင်းမှာဒါပေမဲ့ပွားတော့မကင်းနိုင်ဘူးဒါဆိုရွတ်တယ်ဆိုတာရလို့ပဲရွတ်နေတာလေရလို့ပဲရွတ်တာစိတ်ထဲနှလုံးထဲမှာဒီမေတ္တာတက်ကိန်းဖို့ရဲ့အမြဲတမ်းအရေးကြီးတယ်ပေါ့ဒါကြောင့်မို့ရသော်ဘုရားကမေတ္တာဘာဝနာလုပ်ငန်းကိုကြိုးပမ်းအထောက်တော့မယ်ဆိုလို့ရှိရင်တဲ့ဘုရားကစဟောတာဘုရားစဟောတယ်ကရဏီယပဋ္ဌကုတလေနယန္တတန္တံပဒံအဘိဓမစ္စာဒီစကားလုံးလေးကစပြီးတော့ချင်းငြိမ်းငြိမ်းချမ်းချမ်းဘဝတစ်ခုမှာငြိမ်းချမ်းတဲ့နိဗ္ဗာန်ရဲ့ဂုဏ်တွေကိုအာရုံပြုပြီးသို့မဟုတ်ငြိမ်းငြိမ်းချမ်းချမ်းနဲ့အန္တရာယ်ကင်းကင်းနေခြင်းပြီးထိုနေကြီးကားကိုသိလို့ဒိမာရေးချရှိတဲ့ပုဂ္ဂိုလ်ဟာနိဗ္ဗာန်ကိုအာရုံပြုပြီးတော့နေခြင်းပဲနေခြင်းလည်းဆိုရင်အလုပ်တစ်ခုလုပ်ပါစာပေကျမ်းမှာတော့ဘယ်လိုရေးထားတော့လဲကရဏီယံလုပ်ပါဘာလုပ်ရမှာလို့ဆိုသီလနဲ့ပြည့်စုံအောင်လုပ်ပါသမာဓိနဲ့ပြည့်စုံအောင်လုပ်ပါပညာနဲ့ပြည့်စုံအောင်လုပ်ပါငြိမ်းချမ်းတဲ့ဘဝမှာနေကြလို့ရှိရင်သီလသမာဓိပညာတွေနဲ့ပြည့်စုံအောင်လုပ်ပါလို့ဒါလေးကအစစကားမှာပြောတယ်ဒါကိုလုပ်ရမယ့်ကိစ္စလေးတွေကိုပြောပြတာနော်ယန္တတန္တံပဒံအဘိဓမ္မေသဆိုနိဗ္ဗာန်ကိုရည်ညွှန်းတာလည်းဟုတ်တယ်
တနည်းအားဖြင့်ပြောမယ်ဆိုရင်ဘဝမှာငြိမ်းငြိမ်းချမ်းချမ်းနေခြင်းပြီးဆိုလို့ရှိရင်ကရဏီယံလောက်ပါအဲ့လိုလုပ်တယ်ဆိုတာလေတာမန်ပုဂ္ဂိုလ်မလုပ်နိုင်ဘူးအထကုသလကိုယ့်ရဲ့အကျိုးစီးပွားကိုလိမ္မာပတ်တတ်တဲ့ပုဂ္ဂိုလ်မျိုးကလုပ်နိုင်တယ်တချို့ကကိုယ်ရုပ်ကိုယ်စီးပွားနဲ့ပတ်သက်ပြီးလိမ္မာကျွမ်းကျင်မှုမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တွေကကိုယ်အကျိုးလို့ထင်ပြီးအကျိုးမဲ့တွေကိုလုပ်နေကြတာလေလောကမှာဥပမာအယက်ဒေသတောက်စားတယ်ဆိုတဲ့ပုဂ္ဂိုလ်တဦးတယောက်ဝိရစေကသူကတော့သူ့အကျိုးလို့ထင်တယ်သို့တော့အကျိုးဆွဲလို့တဲ့အလုပ်တွေလုပ်နေတာတနေ့တခြားနေကြသွားမှာလုံတိုင်းဟာကောင်းကျိုးချမ်းသာရတာမဟုတ်ဘူးဒီကျမ်းဆရာတွေကပြောထားတာရှိတယ်တွင်းနေတဲ့လူဟာတဖြည်းဖြည်းနေကြသွားမှာပဲတတိုင်းရှိတဲ့လူဟာတဖြည်းဖြည်းမြင့်တက်တာသူကဥပမာနဲ့ပြောပြတယ်တွင်းတူးတဲ့လူကတွင်းနဲ့လေလူကလည်းအောက်ရောက်သွားလေပဲတွင်းကြီးတူးနေလို့ရှိရင်တွင်းနဲ့လေလူကအောက်ရောက်သွားတယ်တချို့လုပ်ငန်းကအဲ့ဒီတွင်းတူးနေတဲ့လုပ်ငန်းမျိုးလို့ဖြစ်တယ်အဲ့ဒါမျိုးကြတော့အထကုသလလိမ္မာကျွမ်းကျင်သူလို့မဆိုနိုင်ဘူးကိုလုပ်တဲ့အလုပ်ကနေကိုပြန်ပြီးတော့ဒုက္ခပေးသွားတာအောက်တန်းချစေတယ်ပေါ့အဲ့လိုပုဂ္ဂိုလ်တွေလောကမှာအများကြီးရှိတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးတွေကြတာအထကုသလလို့ပြောလို့မရဘူးလိမ္မာကျွမ်းကျင်တယ်လို့ပြောလို့မရဘူးခုနဥဒ္ဒတိုင်းစီတဲ့ပုဂ္ဂိုလ်တွေကြတော့ဒီတစ်ဖြည်းဖြည်းမြင့်တက်လာပုတ်တင်မြင့်တက်လာလေသူကလည်းမြင့်တက်လာတယ်မမြင်လို့မရဘူးအဲ့ဒီဥပမာနှစ်ခုလိုပဲကိုနေကြအောင်မလုပ်ဘဲနဲ့ကိုမြင့်ပြအောင်လုပ်တယ်ဆိုတော့ကိုပေါ်မှာမူတည်တယ်အဲ့ဒါအထကုသလဒီဒါကြောင့်ဘဝမှာအကျိုးရှိနဲ့ငြိမ်းချမ်းချမ်းနေခြင်းပြီးဆိုလို့ရှိရင်လုံးသိလုံးထိုက်တာတွေကိုလုပ်ပါတဲ့အဲ့ဒီလိုလုပ်တော့မယ်ဆိုရင်အကြီးချင်းတွေကဘာတွေလိုအပ်တယ်မေတ္တာဘာဝနာနဲ့ပတ်သက်လာလို့ရှိရင်လိုအပ်တဲ့အရေးချင်းလေးတွေကိုမြတ်စွာဘုရားဟောပြ။ယူရင်းခါရင်ဒါလေးကိုနှလုံးသွင်းကြည့်နော်။တက်ကောဥစုစသူဟုစုစသူဝေသောသတ္တဘုဒ္ဓနတ္တိမဒါလေးတွေပြည့်စုံအောင်လုပ်ဖို့တက်ကောဆိုတာစွမ်းနိုင်မှုချင်းရပဲစွမ်းနိုင်တယ်ဆိုတာအလုပ်တစ်ခုကမ္ဘာအလုပ်ပဲဖြစ်ဖြစ်ကောင်းတဲ့အလုပ်ကိုပဲဖြစ်ဖြစ်စွမ်းနိုင်မှုဆိုတာကျမ်းမာလို့ပြောတာနော်ကျမ်းမာရေးကောင်းအောင်မယ်ဗราဏိယင်ကတရား၅ပါးမြတ်စွာဘုရားဟောတဲ့ဖြစ်မယ်စွမ်းနိုင်သူဆိုတဲ့နေရာမှာယုံကြည်ချက်ရှိသူဟာလည်းစွမ်းနိုင်မှုဖြစ်တယ်နံပါတ်1ကိုလုံးတဲ့လုပ်ငန်းပေါ်မှာယုံကြည်ချက်ရှိရမယ်နံပါတ်2ကကျမ်းမာတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်နံပါတ်3ကကောက်ကျစ်ဆင်းလဲသူမဖြစ်ရဘူးအဲ့တော့ဒီနှစ်ခုထဲမှာသက်ကောစွမ်းနိုင်သူဆိုသည့်နေရာမှာဘယ်လိုဟာစွမ်းနိုင်တာလို့ပြောလို့ရှိရင်ဟောယုံကြည်ချက်ပြင်းထန်တဲ့ပုဂ္ဂိုလ်ဟာလည်းစွမ်းနိုင်မှုပဲဒီအလုပ်တစ်ခုသူအောင်မြင်လုပ်မှာသူကယုံကြည်ချက်ရှိတာယုံကြည်ချက်ရှိပြီးတော့ကျမ်းမာတဲ့ပုဂ္ဂိုလ်နောက်တစ်ခုကကျိုးပန်းအားထုတ်မှုလုံလဝိရိယကောင်းတဲ့ပုဂ္ဂိုလ်နောက်တစ်ခုကကိုလုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့စဉ်းစားဆင်ခြင်နိုင်တဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်ဟောတာတွေကကျွမ်းကျင်သူစွမ်းနိုင်သူလို့ပြောအောင်ဒီရည်သွေးတွေကိုယ်တဏ္ဍာမှာရှိမလားမရှိသေးရင်ရှိအောင်လုပ်အောင်ရည်သွေးဆိုတာတချို့ကလေ့ကျင့်ပေးရတယ်လေ့ကျင့်မပေးလို့ရှင်မရဘူး physical exercise တောင်မှလေ့ကျင့်ရတာလေသူကပဲလမ်းလျှောက်တာလည်းလေ့ကျင့်တာပဲဘောလုံးကန်တာလည်းလေ့ကျင့်တာကျန်တဲ့အားကစားတွေလည်းလေ့ကျင့်ရတာမလေ့ကျင့်ရင်တော့ဘာမှမဖြစ်ဘူးထို့တူပဲစိတ်ဓာတ်ကိုလည်းအာရုံနဲ့တွဲတက်ပြီးတော့လေ့ကျင့်ပြီးလေ့ကျင့်ပေးလို့ရှိရင်ပထမခက်ပြီနဲ့နောက်ကျတော့လွယ်သွားတာဒီဒါကြောင့်တက်ကစွမ်းနိုင်သူဖြစ်ရမယ်တဲ့ဒါလိုအပ်တယ်မေတ္တာဘာဝနာပွားရမယ်ဆိုလို့ရှိရင်စွမ်းနိုင်သူပုဂ္ဂိုလ်ဖြစ်ရမယ်နောက်တစ်ခုကဥစုစချောက်မှတ်သူဖြစ်ရတယ်ချောက်မှတ်သူဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးယောသားချောက်မှတ်သူဆိုတာမြန်မာစကားမှာလူရိုးလို့ပြောလို့ရှိရင်လူအတော်လေးပဲရောက်သွားတယ်ယောသားချောက်မှတ်သူဆိုဥစုဆိုစိတ်ဓာတ်ကချောက်မှတ်တယ်ချောက်မှတ်တယ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလို့ဆိုရင်ချောက်မှတ်ခြင်းဒီကောက်ကျစ်ခြင်းဆင်းလဲခြင်းဆိုတဲ့နေရာမျိုးမရှိအောင်ကန်းလင်းပေါ့နော်ကန်းလင်းမဖြစ်ဘူးအဲ့ဒါဗราဏိယင်္ဂတရားအင်္ဂါထဲမှာသူကအတထောအမာယာဝီတခြားဆိုတာကောက်ချစ်တယ်ပြောကောက်ချစ်တယ်ဆိုတာဘာကိုပြောတာလဲဆိုရင်
ကိုမရှိတဲ့ဂုဏ်ကိုထုတ်ခေါ်တယ်မရှိဘဲနဲ့အရှိလုပ်ပြီးတော့ပြောတယ်ဒီကနေ့ကမှပြောတယ်ကြွားတယ်ပေါ့နော်ဟွာကြွားပြီးတော့ပြောတယ်မရှိတာကိုသူများကကိုယ်အထင်ကြီးအောင်မရှိတာကိုအရှိလုပ်တယ်ဟောဗတ်ဆံမချမ်းသာဘဲနဲ့ဗတ်ဆံချမ်းသာတဲ့ပုဂ္ဂိုလ်မျိုးခိုက်ဖမ်းတယ်နော်အပြောဆိုမျိုးလုပ်တယ်ပေါ့ပညာမရှိဘဲနဲ့ပညာရှိတဲ့ကံမျိုးသီလမရှိဘဲနဲ့သီလရှိတယ်ဆိုတဲ့ပုံစံမျိုးချို့အဲ့ဒါမျိုးဟာအရှိကိုအတိုင်းမပြသည့်အတွက်ကြောင့်လေလီမှုတရားအနေနဲ့သူ့ကိုတာချေရလို့ခေါ်တယ်။ကောက်ချက်ဆင်းလဲတယ်လို့ပြောတာနော်။နောက်တစ်ခုကမာယာတဲ့မာယာဆိုတာကိုရှိတဲ့အဖြစ်ကိုဖုံးတယ်။ကိုလုံးထားတဲ့အဖြစ်ကိုလူမသိစေခြင်းလို့ဖုံးတယ်ဆိုတော့မာယာလို့ခေါ်တယ်။အဲ့ဒါမျိုးမရှိစေရဘူးတဲ့။ရိုးသားဖြောင်းမှတဲ့ပုဂ္ဂိုလ်ရှိရမယ်။ကိုမရှိတာကိုမရှိဘူးပဲ။ကိုမှားတာလုံးပြီးလုံးပြီးတာပဲ။ဖြောင့်မတ်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ဒါကိုပြောတာရိုးသားဖြောင့်မတ်တယ်ဆိုရင်ဥစုရိုးသားဖြောင့်မတ်ရမယ်။တရားထုတ်တဲ့ပုဂ္ဂိုလ်ကမရိုးသားဘူးဆိုလို့ရှိရင်သူသမာဓိမရဘဲနဲ့သမာဓိရပါတယ်လို့ report လုပ်ချင်တော့မှာဟုတ်။နော်။အဲ့တော့ဆရာကဘယ်လိုလုပ်ပြီးတော့သူ့အခြေအနေမှန်ကိုအကုန်သိမယ်။တောက်တန်းစစ်တဲ့အခါမှာလို့နော်သမာဓိမရဘဲနဲ့ရတယ်လို့ထင်အောင်ဒီလိုမှမျိုးပြောတာမျိုးကဒါမရိုးသားဘူးလို့ဒီလိုပြောတာပေါ့နော်။ဒါကြောင့်ဥစုဖြောင်းမရမယ်သူဟုစုစိတ်ကိုဖြောင်းမရမယ်ဆိုတာဥစုဖြောင်းမတယ်ဆိုတာကိုယ်မူရတယ်လည်းပဲဖြောင်းစင်းတယ်နှုတ်မူရတယ်လည်းပဲဖြောင်းစင်းတယ်သူဟုစုဆိုစိတ်ဓာတ်ကဖြောင်းမတယ်လို့ပြောအဲ့တော့ကိုယ်နှုတ်စိတ်သုံးပါးလုံးမှာလူဟာရိုးတယ်ရှင်းတယ်မဟုတ်တာမလုပ်ဘူးမဟုတ်တဲ့ဟာမျိုးသူများကိုအထင်အမြင်မရောက်စေဘူးဆိုတဲ့ပုံပုံမျိုးဖြစ်ရမယ်လို့ဒါပြောဘာဖြစ်လို့လဲဆိုရင်လောကမှာလူတွေဟာရိုးသားကြောက်မှမှုမရှိဘူးဆိုလို့ရှိရင်မေတ္တာပြတ်တတ်တယ်လေအဲ့တော့သူကိုယ်တိုင်ကရိုးသားကြောက်မှမှုမရှိတဲ့အတွက်ကြောင့်သူ့ရဲ့ရင်ထဲနှလုံးထဲမှာမေတ္တာဓာတ်တိဆောက်ဖို့ဆိုတာအမြဲတမ်းခဲရင်သွားသူများပေါ်မေတ္တာထားဖို့လည်းခဲရင်သွားကျန်တဲ့လူကလည်းသူ့ပေါ်မေတ္တာရောက်မှာမဟုတ်ဘူးဒီလူကမရိုးသားဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်မေတ္တာရောက်မရောက်နိုင်ဘူးနော်ဒါကြောင့်မြတ်စွာဘုရားအရေးကြီးတဲ့အင်္ဂါရပ်တွေကိုပြောတာဥစုဖြောင်းမှတ်ပါစေသူဥစုစိတ်ကိုဖြောင်းမှတ်ပါစေပြောသူဝိသအကြံပေးတဲ့အခါကျတော့ပြောလို့ဆိုလို့လွယ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရသာသနာတော်မှာနေကြတဲ့ယဟန်တော်တွေပဲဖြစ်စေမိသားစုတွေမှာဖြစ်စေကိုယ့်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေကအကြံပေးလို့ရှိရင်ခေါင်းမမာဘူးပေါ့တချို့ကျတော့ခေါင်းမာတယ်သူများပြောလို့မရဘူးကိုယ်ကြိုက်တာကိုလုံးမယ်ဆိုရင်မျိုးကရှိသေးတယ်အဲ့တော့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကြတော့တစ်ခါနှစ်ခါမေတ္တာပြတ်သွားတယ်။အိုးဒီလူကပြောမရပါဘူးလို့ဒီလူကခေါင်းမာတယ်ဆိုပြီးတော့ပြောမယ်လူကလည်းတစ်ခါတစ်ခါအကြံပေးပြီးနောက်ထပ်အကြံမပေးတော့ပြစ်ထားလိုက်တော့သူကိုယ်တိုင်လည်းခေါင်းမာတဲ့အတွက်ကြောင့်သူ့ဟာသူအဟုတ်ထင်ပြီးပဲမှန်မှန်ရင်းရင်းနေဖြစ်တတ်တယ်။ဒါကြောင့်မို့သူ့ဝိသအကြံဉာဏ်ပေးတဲ့အခါမှာလက်ခံလွယ်တဲ့ပုဂ္ဂိုလ်မျိုးပြောလို့ဆိုလို့လွယ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်ဒါပြောတာနော်ပြောလို့ဆိုလို့လွယ်တဲ့ပုဂ္ဂိုလ်ဆိုရင်မိဘတွေကလည်းတာသမီကြည့်ပြီးပြောလို့ဆိုလို့ကောင်းတဲ့လူဆိုရင်ပိုချစ်ကြတယ်ပေါ့မိတ်ဆွေတွေကလည်းပဲဒီလူကပြောလို့ရှိရင်နားထောင်ရတယ်ဆိုပိုချစ်ကြတယ်အဲ့လိုမဟုတ်ဘူးဒီကောင်လည်းပြောမကောင်းဘူးပြောမကောင်းဘူးဆိုမိဘတွေကလည်းညီးကြတယ်ပြောလို့မကောင်းဘူးညီးတယ်ဆိုရင်မေတ္တာပြည့်နေပြီပေါ့နော်ဒါကြောင့်မို့မေတ္တာတရားတည်ဆောက်ဖို့အတွက်ပြောလို့ဆိုလို့လွယ်ကူမှုဆိုတာရှိရမယ်အကြံဉာဏ်ပေးတဲ့အခါမှာသူအကြံဉာဏ်တိုင်းဟုတ်ဒီဖြစ်စေမဟုတ်ဒီဖြစ်စေကိုယ့်အကိုစဉ်းစားဖို့ရတော့လိုတာပေါ့နော်စဉ်းစားပြီးတော့လက်ခံတဲ့ဟာလက်ခံလက်မခံတဲ့ဟာဒီလိုသူ့ဝိသခုံနဲ့ပြည့်စုံရတယ်အဲ့လိုမဟုတ်ဘဲနဲ့ပြောလို့ဆုံးမတဲ့အခါပြန်ပြီးတော့ရန်တွေ့လို့ရှိရင်နှစ်ဦးနှစ်ဝမေတ္တာတုံးသွားနိုင်တယ်ဟောမေတ္တာတွေခန်းချောက်သွားတယ်ဒါကြောင့်မြတ်စွာဘုရားဟောတဲ့တရားကအမှန်တမ်းထောင်းရှိအဲ့တော့မေတ္တာတုံးဒီမေတ္တာတုံးမှာဒါတွေသင်ထားတာတော့လူတွေကမေ့နေကြဒီအချိန်လေးတွေမတိဆောက်ဘဲနဲ့ဘယ်လိုလုပ်ပြီးတော့မေတ္တာပွားမလဲပွားဖို့ခိုင်းနေတာဟောတော့ဒီကြီးမှာဒါအချင်းချင်းမြန်မာလူမျိုးတွေဆိုလို့ရှိရင်ဒီဆောင်းကောင်းသားစဘုန်းကြီးတွေနဲ့ဒါပဲရွတ်ကြတယ်နော်အချင်းချင်းပေးဆိုတာနားကြကြဘူးသို့တော့ဘုန်းကြီးတွေပေးရွတ်ထားဆိုတဲ့အဆင့်လောက်ပဲဒီခုဘာလို့ရမလဲဆိုတော့မသိတာမသိအဲ့ဒါကြောင့်မို့လို့အမှန်တမ်းအဓိပ္ပာယ်ရှိတယ်အလုပ်ကိုလုပ်အောင်မလုပ်လို့မရဘူးတဲ့ဟုတ်သူဝေသောသတ္တမုဒ္ဓ
Buddha Sura. Oh, Nunya thing when Buddha Pia. Nunya thing way is already a man. Thing way I was solo. Lujo Lunyaza, David, you Sura Ho, the Buddha. Nunya met thing way I met, and Abia Jesse, Josu says and next time I Jesse. Thing way Nunya, Yenji, Pukelu solution, polite, no? Polite for Lord. A polite do more than it. You could let Jana Nelu, Minju, Malawa, Pawajan, and Moment, Malamon, Roma Bida, Nalona, Disano Yamamo. That I would have a Yaji accepted. Nunya de Muyame. Anati Mali, Mama Manoya wounded, Nongere Mamma Mashia. Tiniama Manamashia Vulu Pia Mohammed, and no Mama Manamashia Vulu Sune, Dia, David Shiro. Manasura, Tadine Mana, Matadine Mana, Nakushi. Tadine Mana, Manasura, Abudu Jibe, Gono. Go each and every video, a 2 channel, Manado. But Tadine Manasura, Blue Haru. If Kenya in a battery, 2 data when I let down low, Dimana Mutani. See why in a battery, 2 down later when I let on low. So, whatever on a battery, 2 down my way. Kilu Pomo Yo, Chili, and I never look Pomo Yo, Machiama. Oh, Yana Boguri, through no Yana Chili, and I Chia Mason, Manamu, no? Any Manamu or Tani Manamu. Korma Yasavi, along 2 million, Mana Talu Piacheta, Mana Machine, Piacheta. I don't need to have your own solution. Keeping a Yasavian, 2 years chamber, 2 years in Yachi, long yen. Saving in the Yata, they do let you in. Any chamber, giving a yes of Yaya. The back can be up. The Atomas and Yanachito. Tava do mana, blue mana also. Came it again, not daily, not puri, not samadadi. Madu say that is it and do the other. Oh, the alternate, could the alternate seal that Chinama Hoku, Savin you down, Babu Nedua, Tadarita. Nare, Naku and Piachi be a Taduari who won't get in way. They are Mandia or Naku and home way. To Yamona and Diabo now here. Yana Chidore, Chimu, Kulu Yoda and you have blown and Tamala and all. Any Malaja Piachita. To the Savijana Niva. Pialoni Piachides, Karuna Chide to the story. Karuna or Barobama or Guinea Maroda. The Tanaria Bogoma Mashive, the chamber, giving a yes of Yan every chamber, Tulu Malavi on Lomas with a man. Any Manaja of Yavida. Toto 3 Bomba and Manasa, Luharan. Ujini, you the Mavina, no, Nazon and Nare, Tatalu Mishiu, so then Bomba. Pinyana Chesi, Siwan Chesi, Atla Chesi, Golden Chesi, and I'm using Patari Mamma, who would it. Mama Lucian, Pawanjang, I do moan before. Mona made that discussion of that and Itajo, and that eat my food. Tandu the gold, not a good. Tandu the gasora. Tam Sura Shira Lene, Tutaka, Chinamu. Shira Lene, Chinanda, the Chua, they were called ready. A Laga. The town Yai, Darina, China, they know they were called. Hello, David, solo down home. See how Jama would you that than the gospel, no? Such DTS, sure, see how Jamali. A children, Milano, a children being Mahojan, a change Jamla, Jimia, they call a Mother. No? Koshi Alina Medina, who? Koshi Alina Medina, Dunya, do Jelan, and I need a Jiku. Goshi and Jiname, Kohan in Jiname, Kohan and Medina, who do not have the good Romi, Jetta. And I want that other guy. Go on, you go satisfy people, content member, Alia. And she will do a day. So the condemned by the view, take a common Lucia. Today on Loa will Soloram Hobu, today on look at the child. Has TDS, Zika Jones at the child. Zika Jones and Gigi. So he said, you are a midnight machine. He didn't check out a Majai, for he checked out a Majai, and you go down there and you check on my mom.
ဘယ်လိုလုပ်ပြီးတော့အဲ့ဒါမေတ္တာဘာဝနာထားလို့ရတော့မရဘူးဒါကြောင့်မလို့ရှိတာလေးနဲ့ကျင့်တတ်ရမယ်လို့ဒီလိုဆိုလို့ရတယ်နော်တန်တုဒ္ဒကရှိတာနဲ့ကျင့်တတ်တဲ့သို့ကိုကိုယ်ဟာနဲ့ကျင့်တတ်တယ်အဲ့ဒီရည်ချင်းဟာလည်းအမှန်တမ်းအရေးကြီးပါတယ်လူတွေမှာသူပရသာမွေးမြူလွယ်ရမယ်ခေါင်းတန်တုဒ္ဒကရှိမွေးမြူလွယ်ဘယ်လိုမျိုးဖြစ်ဖြစ်နော်ကိုယ်လည်းမွေးမြူရလွယ်ရမယ်သူတစ်ပါးကကိုယ်ကိုကူညီစားချောက်တဲ့အခါမှာလည်းပဲခြေတန်းတဲ့မှုရှိရမယ်ကိုမွေးမြူလွယ်ရဲဆိုတာဘာနဲ့ဆိုင်ရဆိုင်ခြေတန်းတယ်ရှိတာလေးနဲ့သူကခြေတန်းတယ်အဲ့ဒါကိုမွေးမြူလွယ်တယ်လို့ခေါ်တယ်တချို့ကြအမွေးမြူခက်တယ်ကိုတယောက်နဲ့ရံဖြစ်နေတဲ့လူကရှိနေတယ်မခြေတန်းဘူးလေစိတ်တိုင်းဘယ်တော့မှမကြောက်တွေ့ဝိရပါလိမ့်မယ်တခါတလေကိုစိတ်တိုင်းမကြတဲ့သူတွေအများကြီးရှိကိုလည်းစိတ်တိုင်းမကြဘူးသူများလောက်တာလည်းစိတ်တိုင်းမကြဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်ပြီးတော့မှမေတ္တာဘာဝနာတော့ဖြစ်နိုင်မှာမဟုတ်ဘူးဒါကြောင့်သူခရမွေးမြူလိုက်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်တဲ့ဖြစ်ရမယ်မြတ်စွာဘုရားဟောအပ္ပကိစ္စတရားဘာဝနာပွားတော့မယ်ဆိုလို့ရှိရင်အပူကိစ္စတွေသိမလုံးနဲ့ကိစ္စလဲပါရမယ်လို့ဒီလိုပြောမေတ္တာဘာဝနာပွားဖို့အချိန်များများပေးနိုင်ဖို့အတွက်ဘယ်လိုကိစ္စဒါလူလောကမှာလုံးဝမဲ့ကိစ္စတွေကတော့အများကြီးရှိကြတာပေါ့သို့တော့အဲ့ဒီဟာတွေအချိန်ယူရမယ်လို့ဒီလိုဆိုလို့အပ္ပကိစ္စတချို့ကအပူလုပ်ငန်းတွေအများကြီးလုပ်ကြတယ်နိပူလုပ်ငန်းမလုပ်ဘဲနဲ့မလုပ်မဖြစ်တဲ့အလုပ်တော့လုပ်ပြီးတော့ခြံတဲ့အချိန်မှာမေတ္တာဘာဝနာပွားဖို့အချိန်များများပေးဖို့လိုအပ်တယ်ဒါပြောတာနော်လုံးဝမဲ့ကိစ္စကိုရခိုင်းတာမဟုတ်ဘူးလားအပ္ပကိစ္စနောက်တစ်ခုကသံလဟုကဝုဒ္ဓိတန်ဝုကဝုဒ္ဓိဆိုတာပေါ်ပါပါအသက်မွေးတယ်လို့ဆိုတဲ့အဓိပ္ပာယ်ဆို simple life အနေထိုင်ရိုးရိုးလေးနဲ့နေတာထိုင်တာ simple life ကိုနေတာကိကြီးခန်းကြီးနဲ့နေတဲ့ပုဂ္ဂိုလ်ကြတော့သူကအလုပ်ကိစ္စတွေပိုများလာမှာပေါ့သူကနေတာလည်းကိကြီးခန်းကြီးနဲ့နေတတ်တယ်စားတဲ့အခါမှာလည်းကိကြီးခန်းကြီးနဲ့အပူတွေစားချဲ့တယ်ပေါ့နော်အဲ့ဒါမျိုးမဟုတ်ဘဲနဲ့ simple life မှာနေနိုင်အောင်ကြိုးစားရတယ်တချို့ကြဗတ်ချမ်းသာရင် simple life မှာနေတော့တာရှိတယ်ပေါ့ဒါပဲလို့အဲ့ဒါလိုဖြစ်ရမယ်တန်တကောသသူကရောသအပ္ပကိသောသအလဟုကဟုတ်နောက်တစ်ခုပြည့်စုံရမယ့်အထက်ကတန်တိန်တရိယဣန္ဒြေငြိမ်သက်ရဣန္ဒြေငြိမ်သက်ဆိုတာတောင်ကြီးမြောက်ကြီးမကြည့်ရဘူးလို့ဒီလိုဆိုလိုတာမဟုတ်ဘူးဣန္ဒြေဆိုတဲ့နေရာမှာလူတွေနားလည်နေတဲ့ဣန္ဒြေကဒီလူကနေတာထိုင်တာငြိမ်သက်တာလေးနဲ့ဣန္ဒြေငြိမ်သက်တယ်လို့ထင်တယ်အဲ့လိုပြောတာမဟုတ်ဘူးဣန္ဒြေဆိုတာဘာတွေတုံးလို့မေးလိုက်လို့ရှိရင်မျက်စိနားနာလျှာကိုယ်စိတ်လူတွေရဲ့တဏ္ဍာမှာမျက်စိနဲ့ပတ်သက်ပြီးတော့ငြိမ်သက်တယ်ဆိုတာဘာလို့မျက်စိကကြည့်ပြီးတော့လောဘဖြစ်ရင်ဒေါသဖြစ်ရင်ဒါမငြိမ်သက်ဘူးခေါ်ဣန္ဒြေမငြိမ်သက်ဘူးကိုကြည့်ဒီကြည့်လို့ပြောတာမဟုတ်ဘူးနော်မျက်စိကမြင်တဲ့အခါမှာလောဘဖြစ်တယ်ဒေါသဖြစ်တယ်ဣန္ဒြေမငြိမ်သက်ဘူးနားကနားထောင်ပြီးတော့လောဘတွေဖြစ်မဲ့ဒေါသတွေဖြစ်မဲ့ဣန္ဒြေမငြိမ်သက်ဘူးနှာခေါင်းကအနတ်နော်လျှာကအရာသာအဲ့ဒါတွေကြည့်ပြီးလောဘတွေဒေါသတွေဖြစ်မဲ့ဆိုလို့ရှိရင်ဣန္ဒြေငြိမ်သက်ဖို့မရှိဘူးလို့ပြောတာစိတ်နှလုံးကအေးချမ်းမှုဆိုတာလောဘမဖြစ်ဒေါသမဖြစ်မြင်ပြီးတော့စိတ်ဆိုးတယ်လိုချင်တယ်ကြားပြီးစိတ်ဆိုးတယ်လိုချင်တယ်နော်နှာခေါင်းကအနံ့ရပြီးစိတ်ဆိုးတယ်လိုချင်တယ်လျှာကထိပြီးတော့စိတ်ဆိုးတယ်လိုချင်တယ်နောက်ခန္ဓာကိုယ်ထိတွေ့ပြီးစိတ်ဆိုးတယ်စိတ်ကူးစိတ်တမ်းမှာဒေါသဖြစ်တယ်လောဘဖြစ်တယ်ဆိုရင်ဒါတန်တိန်တရိယဣန္ဒြေငြိမ်သက်မှုမရှိဘူးလို့ပြောတယ်ထိုက်တဲ့တော့ဣန္ဒြေငြိမ်သက်မှုရှိအောင်ကြိုးစားရမယ်လို့ပြောတာနော်ဣန္ဒြေကိုဆောင်ထိန်တယ်ဆိုတာလည်းအဲ့ဒါကိုပြောတာအဲ့ဒါရသော်ပြဟောလို့ရင်ဣန္ဒြေဆောင်ထိန်မှုဆိုတာဒီအချက်ကိုပြောတာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်တတ်နိုင်တဲ့ဉာဏ်ဓာတ်တွေကိုထိန်းချုပ်ဖို့လိုအပ်တယ်လို့ပြောတယ်နိဗ္ဗကောဆိုတာအသိပညာရင့်ကျက်လာအောင်ကြိုးစားရမယ်ဓမ္မနဲ့ပတ်သက်ပြီးအသိပညာရင့်ကျက်လာအောင်ကြိုးစားပေးဖို့လိုတယ်ဒါပြင်ပညာဆိုတာဘယ်လိုနည်းနဲ့ရနိုင်လို့ဆိုတရားနာခြင်းဖြင့်လည်းပညာရတယ်တရားတော်ကိုဆင်ခြင်စဉ်းစားခြင်းဖြင့်လည်းပညာရတယ်လက်တွေ့ကျင့်သုံးနေတာခြင်းဘာဝနာအပြင်လည်းပညာရတယ်အဲ့ဒီပညာတွေကိုပဲသုတ္တမယပညာတရားနာတယ်စာအုပ်တွေဖတ်တယ်အဲ့ဒီကနေပညာရတယ်
စိတ်ဓာမယပညာတရားနဲ့ပတ်သက်ပြီးကြံစည်တွေးတောမှုရှိတယ်။ရသော်ဖြင့်စိတ်ဓာမယပညာဆိုတာသူတစ်ပါးစီကဘာမှမကြားဘူးပဲနဲ့ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားတရားမှနဲ့ပတ်သက်လာလို့ရှိရင်တရားလောင်းနေတာဒီစိတ်ဓာမယပညာဆိုတာရှိတယ်။လောကီဘက်ကတော့ရှိကောင်းရှိနိုင်တယ်ပေါ့ဒီလေ။နောက်ဘာဝနာမယပညာဆိုတာဒီလိုကြားနာပြီးတဲ့အခါမှာလက်တွေ့ကျင့်သုံးရမယ့်ကိစ္စကိုလက်တွေ့ကျင့်သုံးပေးတာဒါဘာဝနာမယလို့ခေါ်တယ်။အဲ့လိုပညာဟာအစစ်စစ်ကြိုးစားအားထုတ်မှဒီနိဗ္ဗာန်ဆိုရင်းကျက်တဲ့ပညာမျိုးရနိုင်တယ်။ဟောမေတ္တာတော်မှာမြတ်စွာဘုရားကမေတ္တာမပွားခင်ဒါတွေလိုအပ်တယ်။ဒီပုဂ္ဂိုလ်ဒီလိုအရေးချင်းတွေကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်ပါတဲ့။အဲ့ဒါတွေလုံးဝပို့ပြီးတော့ကိုလုံးတဲ့လုပ်ငန်းတွေကအောင်မြင်နိုင်တယ်ဆိုဟုတ်တာပေါ့နော်။လောကီအလုပ်ပဲကြည့်ကြည့်လေအရေးချင်းအရေးရှာရတာပဲ။အရေးချင်းရင်တင်ရတာပဲ။တင်ပြီးတော့မှအလုပ်တစ်ခုလုပ်တာ။မတင်မဲနဲ့တော့လုပ်လို့ရှိရင်ဘာမှအောင်မြင်မှာမဟုတ်ဘူးပေါ့။နောက်တစ်ခုကဘာလို့ဆိုရင်မလုပ်ရမယ့်ဟာလေးတွေပြောတရားထုတ်မယ်ဆိုလူတွေကတောက်တူမေရလေးတွေတစ်ခါတလေအပြစ်မကင်းတာလေးတွေရှိတယ်။သသခုဒ္ဓမာစရိကိစီယေနဝိညူပရိဥပဝတေယောသူများတွေကအပြစ်တင်ပြီးတော့မင်းငေါ်စရာမကောင်းတဲ့အမှုရာလေးတွေအပြစ်ပြောစရာလေးတွေမလုပ်ပါနဲ့ဒီအသေးခွဲလေးကစပြီးမလုပ်ပါဘူးမဖြစ်ပါစေနဲ့လို့ပြောတာ။ဘာဖြစ်လို့လဲဆိုတော့သူများအပြစ်တင်စရာလေးတွေရှောက်လုပ်မယ်အမှုမဲ့အမှတ်မဲ့နေမယ်ဆိုလို့ရှိရင်ဘေးကကိုယ်ပေါ်မှာဘယ်လိုလုပ်မေတ္တာရောက်ကိုယ်ကိုယ်တိုင်လည်းသူများပေါ်မှာမေတ္တာရောက်မှာမဟုတ်ဘူး။မေတ္တာဆိုတာသူမေတ္တာကိုမေတ္တာအပြန်အလှန်ဆိုတာရှိတယ်။ဒါကြောင့်ဒါလေးကိုလည်းမြတ်စွာဘုရားထည့်ပြီးတတိပေးတာနသခုဒ္ဓမာစရိပညာရှိသူတော်ကောင်းတွေကနေဆွဆွဲဝယ်ရဖြစ်တဲ့မှားရတဲ့လွဲရကလေးတွေကရှောင်ပါတဲ့မလုပ်ပါနဲ့ဒီတိုင်းတာထိအောင်မေတ္တာတို့ကလိုက်နာရမယ့်အရေးချင်းတွေမြတ်စွာဘုရားရှင်းလို့ထုတ်ခေါ်ပြီးတော့ဟောတာနော်ကြည့်ဒီထဲမှာရွတ်ရမယ်ဆိုတာတခုမှမပါဘူးနော်ဒါလေးကိုရင်ကိုယ်တဏ္ဍာမှာဖြစ်အောင်ကြိုးစားပြီးတော့မေတ္တာပုဂ္ဂိုလ်လေးတွေကိုသင်မယ်မြတ်စွာဘုရားမေတ္တာပုဂ္ဂိုလ်စပြီးတော့သင်တဲ့အခါကျတော့နသခုဒ္ဓမာစရိကိစီယေနဝိညူပရိဥပဝတေယောဒီရင်ပဲရှေ့ပိုင်းကတိုင်းနာမဲ့ချက်တွေပြီးတော့ဒုက္ခိနောဝခေမိနောဟောတုသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တကိုယ်စိတ်ထဲကမေတ္တာပို့မယ်ဆိုရင်အဲ့ဒီစကားလုံးလေးအဲ့ဒီအဓိပ္ပာယ်မျိုးကိုအသုံးပြုပြီးတော့ပွားပါလို့ပြောတာနော်သဗ္ဗတတ္တဘဝန္တုသဗ္ဗတတ္တဆိုတတ္တဝါတွေမှာချင်းချက်မရှိဘူးတတ္တဝါတွေတချို့ကတတ္တဝါတွေမှာချင်းချက်လေးထားရတယ်ကိုယ်နဲ့မတည့်တဲ့လူမပါဘူးမေတ္တာပို့တဲ့ထက်အဲ့ဒါမျိုးမဟုတ်စေရဘူးသဗ္ဗတတ္တတတ္တဝါမှန်တရားတွေဒုက္ခိနောကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေနဲ့ပြည့်စုံရပါစေကိုကြိုက်တဲ့စကားလုံးလေးအသုံးပြုပြီးတော့တတ္တဝါမှန်တရားချမ်းသာကြပါစေခေမိနောတတ္တဝါမှန်တရားဘေးကင်းကြပါစေတစ်ခုပဲဖြစ်ဖြစ်နှစ်ခုပဲဖြစ်ဖြစ်ကိုကြိုက်တဲ့စကားလုံးလေးတစ်ခုကိုသုံးပြီးတော့ဒုက္ခိတတ္တစိတ်ချမ်းသာမှုနဲ့ပြည့်စုံကြပါစေလို့မေတ္တာပုဂ္ဂိုလ်၃မျိုးဒီနေရာမှာမြတ်စွာဘုရားကဒုက္ခိနောခေမိနောဒုက္ခိတတ္တတတ္တဝါအားလုံးဟာချမ်းသာပါစေခေမိနောဘေးရန်ကင်းကြပါစေဒုက္ခိတတ္တဘဝန္တုစိတ်ချမ်းသာမှုနဲ့ပြည့်စုံကြပါစေလို့အဲ့ဒီစိတ်ဓာတ်ကလေးအမြဲမပြတ်ဖြစ်နေအောင်လုပ်နေတာကိုဘာဝနာလို့ပြောတာအခါတည်းဖြစ်ရုံမဟုတ်ဘူးပထမတစ်စက္ကန့်ဖြစ်တယ်နောက်ထပ်ဒုတိယတစ်စက္ကန့်နောက်ထပ်တတိယတစ်စက္ကန့်စက္ကန့်ပေါင်းများသွားတာဒါဘာဝနာလို့ခေါ်ဒီစိတ်ကလေးကြီးပဲထပ်တလဲလဲကိုယ်တဏ္ဍာမှာဖြစ်နေအောင်ကြိုးစားပါမေတ္တာပို့เสียတတ္တဝါအာယုန်နဲ့စိတ်ကလေးကိုလေ့ကျင့်ပြီးတော့ချမ်းသာပါစေချမ်းသာပါစေချမ်းသာပါစေလုံးဝဘေးကင်းကြပါစေဘေးကင်းကြပါစေအားလုံးတတ္တဝါတွေကိုအာယုန်ပြုပြီးနောက်ဆုံးမှာတဖြည်းဖြည်းတိုးချက်သွားလို့လည်းရတယ်ကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ကိုအရင်ပို့မယ်နောက်ပြီးရင်ပြန်တဲ့မြင်ရတဲ့တတ္တဝါတွေရောမမြင်ရတဲ့တတ္တဝါတွေရောအကုန်လုံးတတ္တဝါမှန်တယ်များဒီလိုဆိုလို့ပဲပေါ့တဖြည်းဖြည်းတိုးချက်ပြီးတော့ပို့သွားဒီနေရာမှာမေတ္တာပို့ပုံလေးမြတ်စွာဘုရားစပြီးတော့ဟောပြီးတဲ့အခါကျတော့တိုးချက်ပုံကိုပြတယ်ယေကေစီပါဠဗုဒ္ဓတိတတဝါထာဝရဝနဝတိတာ
ဒီကဝါယေဝမဟန္တာမစ္စည်းမာရတ္တကလူကထူပါတဲ့ဒါတတ္တဝအမျိုးအစားတွေလိုက်မေတ္တာပုဂ္ဂိုလ်မျိုးပြောတာခုနကသဗ္ဗတ္တတတ္တဝမှန်သမျှအားလုံးကိုချုံးပုံပြီးကမ္ဘာလောကမှာရှိကြတဲ့လူတွေတွေမကဘူးလူတွေတန်ပေါင်း6000ရှိတယ်6000ကျော်ရှိတယ်အဲ့ဒါတွေကိုလည်းအောင်ပြုတယ်တိရစ္ဆာန်တွေတန်ပေါင်းများစွာရှိတယ်ဒါတွေကိုလည်းအောင်ပြုတယ်သက်ရှိတတ္တဝမှန်သမျှအကုန်လုံးကုန်းပေါ်မှာရှိတာဖြစ်စေရေထဲမှာရှိတာဖြစ်စေကောင်းငယ်မှာရှိတာဖြစ်စေသက်ရှိတတ္တဝမှန်သမျှချမ်းသာကြပါစေပေါ့ခုနကအခုကကြတော့ရေကေစီပါဏဗုဒ္ဓတိလောကကြီးမှာရှိတဲ့တတ္တဝါတွေတဲ့ရေကေစီပါဏဗုဒ္ဓတိအဲ့ဒီလောကကြီးမှာရှိတဲ့တတ္တဝါတွေကိုနှစ်ပိုင်းခွဲလိုက်တယ်သုံးပိုင်းခွဲလိုက်တယ်အမျိုးအစားလိုက်မေတ္တာပို့ဖို့ပြောတယ်တတဝါထာဝရဝနဝတိတတဆိုတာကြောက်တလန့်တတ်တဲ့တတ္တဝါဒါတွေကပုရုษေတို့သိက္ခာပုဂ္ဂိုလ်တွေဒေါသမကင်းသေးတဲ့တတ္တဝါတွေကိုတတလို့ခေါ်တယ်ထိတ်လန့်တတ်တယ်ကြောက်တတ်တယ်ထာဝရကြတော့ထိတ်လန့်ကြောက်ရွံ့မှုမရှိဘူးယဟန္တာပုဂ္ဂိုလ်ဘဝမှာခိုင်မြဲသွားတဲ့ပုဂ္ဂိုလ်တွေတတနဲ့ထာဝရဒီလိုခွဲတယ်ကြောက်တဲ့တတ္တဝါတွေကပုံများပါတယ်လောကကြီးမှာထိတ်လန့်ကြောက်တဲ့တတ္တဝါတွေလည်းချမ်းသာကြပါစေထိတ်လန့်ကြောက်မှုကင်းသွားတဲ့ယဟန္တာပုဂ္ဂိုလ်တွေထာဝရတတ္တဝါတွေလည်းချမ်းသာကြပါစေဒီလိုပြောတာနော်လူပြည်မှာယဟန္တာမရှိပေမဲ့နတ်ပြည်ပြမပြည်မှာယဟန္တာတွေရှိနေတော့မယ်ပြမပြည်မှာယဟန္တာတွေရှိနေတော့မယ်အဲ့ဒါတွေအာယုံပြုပြီးတော့မေတ္တာပွားတယ်ဒီနေရာမှာ interpretation တစ်မျိုးရှိသေးတယ်အဲ့ဒါမမှန်ကန်တဲ့ interpretation ဒီစကားလုံးကိုဘုရားဘာသာကသုံးတာမဟုတ်ဘူးဘုရားနဲ့ခေတ်ပြန်တခြားဘာသာစကားတွေမှာလည်းသုံးတယ်သူတို့ကျတော့တတဆိုတာသက်ရှိတတ္တဝါတွေကိုပြောတယ်ထာဝရကျတော့တမဲ့ကိုပြောဘုန်းကြီးတို့ဒီဟိုမှာသွားပြီးတော့မာစတာရန်သွားလို့တော့အဲ့ဒီလိုဆရာကြီးတယောက်ကမေတ္တာတော်နဲ့ပတ်သက်ပြီးတော့လက်ချပေးတဲ့အချိန်မှာသူကတတဆိုတာသက်ရှိတတ္တဝါတွေကိုမေတ္တာပို့ထာဝရကျတော့တောတွေတောင်တွေတစ်ပင်တွေကိုမေတ္တာပို့ရမှာလို့တတ်တဲ့တတ္တဝါဘယ်လိုလုပ်သွားမေတ္တာပို့တစ်ပင်ကိုဘယ်လိုလုပ်မေတ္တာပို့နော်အဲ့ဒီအဓိပ္ပာယ်ကမှားရင်းတဲ့အဓိပ္ပာယ်အဲ့ဒီအဓိပ္ပာယ်ကတခြားဘာသာဝါဒမှာဥပမာဂျိုင်းနစ်စင်လို့ခေါ်တယ်ဒီကနေ့ကြည့်အောင်အိန္ဒိယမှာရှိတယ်ဂျိန်းဝါဒဆိုတာအဲ့ဒီဂျိန်းဝါဒတွေကတစ်ပင်တွေရောမြေရောတောတောင်တွေအကုန်လုံးသက်ရှိတယ်လို့သူကယူဆတယ်မိမှာလည်းအသက်ရှိတယ်ရေမှာလည်းအသက်ရှိတယ်နော်မိကိုမိဖို့လိုက်လို့မိကထင်းနေပါလေလျှောက်လောင်လို့ရှိရင်အဲ့ဒါသက်ရှိတတ်တော့မိကနေပြီးတော့ဖြည့်ဆည်းတယ်မိကိုငြိမ့်လို့ရှိရင်မိကိုတရရောင်းလို့ဗန္ဒတိဝတ္တကံပြည့်ရှိတယ်ဟောရေကိုမတောင်းအောင်တောင်းလို့ရှိရင်အဲ့ဒါပြည့်ရှိတယ်သူကရေစိမ်းကိုတောင်းလို့ရှိရင်ပြည့်ရှိတယ်လို့ယူဆတယ်ယူမုံလေးတွေတောင်မှဇီဝရှိတယ်သက်ရှိတယ်လို့ယူဆတယ်အဲ့ဒီဘာသာစကားအရအဲ့ဒီဘာသာအရာ interpretation လုပ်ထားအဲ့ဒါဘုရားဘာသာနဲ့မဆီလျော်တဲ့ interpretation ခေါ်တယ်ဘုရားဘာသာနဲ့ဆီလျော်တဲ့ interpretation ကတတကထိန်းလန့်ကြောင်းလုပ်တတ်တဲ့ကိရိတာအတော်မကင်းသေးတဲ့ပုဂ္ဂိုလ်ကြီးသာဝရဆိုတာကိရိတာအတော်ကင်းပြီးတော့တည်ငြိမ်သွားတဲ့ပုဂ္ဂိုလ်ကြီးဒီလိုဆိုလို့လေပေါ့interpretation ကမတူဘူးလို့ပြောမှာနောက်တစ်ခုကတတဝါထာဝရဝရဝဧကဒီကဝါယေဝမဟန္တာမစ္စည်းမာရတ္တတတ္တဝါတွေကို၃မျိုးခွဲလိုက်တယ်ဒီကဆိုတာရှည်လျားတဲ့တတ္တဝါနော်မစ္စည်းမာအလတ္တန်သာတတ္တဝါအနုကသိငယ်တဲ့တူတဲ့ရတ္တတူတဲ့တတ္တဝါအလျားနဲ့ပတ်သက်ပြီးတော့ရှည်တဲ့အကောင်ပဲဖြစ်စေတူတဲ့အကောင်ပဲဖြစ်စေမရှိမတူအကောင်ပဲဖြစ်စေပေါ့တတ္တဝါတွေရှည်လျားတယ်ဆိုတော့မွေတို့ဘာလို့ကျတော့အရာရှိနေပေါ့နော်အဲ့ဒါလို့တတ္တဝါတွေကို၃မျိုးခွဲလိုက်တာလူရဲလည်းရရှိတဲ့လူတွေပါမှာပေါ့ဒီလိုနော်ရရှိတဲ့လူရောရပူတဲ့လူရောအလေလသမားရောမွေကြတော့အလျားရှိတာပေါ့ဒီလိုရှည်လျားတဲ့တတ္တဝါပဲဖြစ်စေပူတဲ့တတ္တဝါပဲဖြစ်စေအလေလဖြစ်တဲ့တတ္တဝါပဲဖြစ်စေဆို၃မျိုးခွဲပြီးတော့ချမ်းသာကြပါစေမေတ္တာပို့တာအာယုံပြုပြီးတော့မေတ္တာသတ္တကအနုကထုလာဟောတတ္တဝါတွေကတချို့တတ္တဝါလေးတွေက
ပဝတ်စိတ်တို့ကမြင်းနီတို့ဆိုတာသေးသေးလေးပုံပုံလေးတွေ insect လေးအဲ့ဒီအကောင်လေးတွေကိုလည်းအသေးခွဲလေးတွေကိုလည်းဆင်းလို့အကောင်ကြီးတွေကြတော့အကြီးကြီးတွေအဲ့လိုခန္ဓာကိုယ်ကြီးတဲ့အကောင်လည်းချမ်းသာကြပါစေခန္ဓာကိုယ်သေးတဲ့အကောင်လည်းချမ်းသာကြပါစေမသေးမကြီးအလတ်တန်းသားပုဂ္ဂိုလ်တွေလည်းချမ်းသာကြပါစေတတ္တဝါတွေကိုသုံးမျိုးခွဲပြီးမေတ္တာပို့ပြောနော်ဒီကဝါယေဝမဟန္တမစ္စည်းမရတ္တကအနုကထုလာနောက်တစ်ခုရတော့ဒိဋ္ဌဝါယေဝအဋိဋ္ဌယေဝတုတွေဝတ္တန္တိအဝိတုတွေမြင်ရတဲ့တ attva ကိုမျက်စိနဲ့မြင်ရတဲ့တ attva တွေရှိတယ်လို့မမြင်ရတဲ့တ attva တွေအများကြီးရှိတယ်ပေါ့အဲ့ဒါကြောင့်မို့လို့မာပြပါတိပိဋကဆရာတော်ကြီးကဒီမေတ္တာဘုံနဲ့ပတ်သက်ပြီးရေးထားတာလေးရှိပါတယ်သူတွေလည်းရကောင်းရပါဘူးမြင်အပ်မမြင်အပ်မရများစွာတ attva ချမ်းသာကိုယ်စိတ်မြဲပါစေကိုမြင်ရတဲ့တ attva ပဲဖြစ်စေမမြင်ရတဲ့တ attva ပဲဖြစ်စေညီတိတ attva ပဲဖြစ်ဖြစ်ချမ်းသာဒုက္ခရကြပါစေမေတ္တာပွားပါဒိဋ္ဌဝါယေဝအဋိဋ္ဌယေဝတုတွေဝတ္တန္တိအဝိတုတွေဒီမှာလည်းပဲအဝေးနေတဲ့တ attva ဖြစ်စေကိုယ်အနိနာမှာရှိတဲ့တ attva ဖြစ်စေနော်အဝေးနေအနီးနေအဲ့ဒီနှစ်ထွေများစွာတ attva ချမ်းသာကိုယ်စိတ်မြဲကြပါစေမေတ္တာပို့ဖို့ပြောတာကိုယ်နဲ့နီးမမဟုတ်ဘူးတဲ့ဘုဒ္ဓဝါသမဝေဒီဝသဗ္ဗတတ္တဘုံဝတ္တုဒုက္ခိတ္တဘုဒ္ဓဆိုတဲ့တ attva နဲ့သမဝေဒီဆိုတဲ့တ attva နှစ်မျိုးခွဲထားဘုဒ္ဓဆိုတာဘရုအပ်ခန္ဓာကိုယ်ပြည့်ပြည့်ပြင်းပြင်းအရွယ်အစားပြည့်ပြည့်ဝဝဖြစ်ထားပြီးသားဘရုအပ်လို့ခေါ်ဆိုတော့ဘုဒ္ဓဆိုတာလူသားနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီကေဝါကနေမွေးလာတဲ့ပုဂ္ဂိုလ် grow up အဲ့ဒါမဟုတ်ဘဲ fetus အဆင့်ဆိုလို့ရှိရင်တော့ grow up မဖြစ်သေးဘူးပေါ့နော်နောက်တစ်ခါစတင်နေလို့ရှိသေးတယ်အင်္ဂါခြေလည်းမစုံသေးဘူးဆိုတဲ့အချိန်မှာတမ္ပဝေတိပေါ့ပြည့်ပြည့်စုံစုံဖြစ်လာပြီဆိုလို့ရှိရင်ဘုဒ္ဓဒါကအဓိပ္ပာယ်တစ်ခုနောက်အဓိပ္ပာယ်တစ်ခုကတမ္ပဝေတိဆိုတာကဘဝတစ်ခုမှာသူကတရေတည်ဖို့အခြေအနေဖြစ်နေတဲ့ပုဂ္ဂိုလ်ဘုရားဆိုတာတရေတည်ပြီးတော့ဖြစ်လာတဲ့ပုဂ္ဂိုလ်ဥပမာပဲကျက်ဥတွေပါလေဆိုလို့ရှိရင်ကျက်အကောင်မပေါက်သေးဘူးဥထဲမှာရှိနေတယ်ဆိုရင်တော့ဒါတန်ဖိုးဝေဒီပဲအဆက်ပေါ့ကျက်ကောင်လေးဖြစ်လာပြီဆိုရင်ဘုရားပေါ့နော်အဲ့ဒါလိုတတ္တဝါအလုံးကိုခြုံပြီးငုံပြီးအောင်ဘုရားနဲ့တန်ဖိုးဝေဒီတို့ဒီလိုနှမျိုးခွဲပြီးတော့ဟောထားတယ်နောက်တစ်နည်းအားဖြင့်ဘုရားဆိုတာသင်္တေရှားရှားဖြစ်ပြီးသားသံဃဝေဒီဆိုတာဖြစ်ဖို့ရအတွက်ရှားကြမ်းနေတဲ့ပုဂ္ဂိုလ်တန်ရာထဲမှာနောက်ဖြစ်ကြအောင်ဗိဒဆိုတာဖြစ်ပြီးသားဆိုတော့ယန္တာပုဂ္ဂိုလ်တွေကိုလည်းဘုဒ္ဓလို့ပြောလို့ရတယ်သံဃဝေဒီဆိုတာပုရုဇဉ်တ attva တွေကနောက်ဖြစ်အောင်မှာဘဝဟာဆုံးသက်သေးဘူးဒီလိုအဓိပ္ပာယ်မျိုးနဲ့လည်းပဲယူပြီးတော့တ attva တွေချမ်းသာကြပါစေဟောဒါတွေကအကုန်လုံးဒီတိုင်းပဲပို့ရမှာလားလို့ဆိုတော့မဟုတ်ဘူးအကုန်လုံးလုပ်ဖို့မလိုဘူးကိုကြိုက်တဲ့စကားလုံးလေးတစ်ခုပဲသုံးပြီးတော့ပွားရမှာလေဒီစာထဲမှာပါတာကဤအမျိုးမျိုးမြတ်စွာဘုရားဟောပြောတာပါဟောပေးတာပါမေတ္တာဘာဝနာပွားတာတ attva တွေအာရုံပြုပြီးတော့ပွားဖို့ပဲဒီတ attva ပဲဖြစ်ဖြစ်ပွားလို့ရတယ်လို့ပြောနောက်ချမ်းသာကြပါစေဆိုတဲ့စကားလုံးအပြင်ပွားလို့ရတာလေနာပရောပရံနိကုတ်ဘေးထာလောကလူတွေကတယောက်နဲ့တယောက်လိမ့်ညာနေကြတာတွေရှိတယ်လေလိမ့်ညာတယ်လှည့်စားတယ်လောကလူတွေမှာလေနေ့စဉ်လည်းညာဟာဘယ်သူမှပြင်ညာသွားပြန်ဘယ်သူကလိမ့်သွားတယ်ဆိုတာတွေဒါတွေရှိတာပေါ့နော်အဲ့ဒါကြောင့်မို့လို့အဲ့ဒီလိုဖြစ်လို့ရှိရင်ကြံတဲ့လူကစိတ်ဆင်းရဲမကြံရဘူးလားစိတ်ဆင်းရဲကြံရတယ်အဲ့ဒါကြောင့်မို့လို့မေတ္တာဘာဝနာပွားတဲ့အခါမှာလည်းနာပရောပရံနိကုတ်ဘေးထာတယောက်ကနေတယောက်ကိုမလိမ့်ကြပါစေနဲ့မတိစားကြပါစေနဲ့ချင်းချင်းဆက်ဆံတဲ့အခါမှာယုဒ္ဓကြပါစေဆိုအားလေးနဲ့မေတ္တာဆက်ဖို့လွတ်တယ်နော်မေတ္တာပို့ပုံတစ်မျိုးကိုပြောတယ်နာပရောပရံနိကုတ်ဘေထာနာတိမင်းကြီးထကရစီနာကန်စီဘုသူကိုဘာအတွက်နဲ့မှအထင်မြင်မသေးပါစေနဲ့လူရည်လေးတယောက်တယောက်အထင်မြင်သေးတတ်တယ်ပညာဉာဏ်နှိမ့်ကြလို့ဖြစ်စေသို့မဟုတ်စီးပွားရေးနှိမ့်ကြလို့ဖြစ်စေအလုပ်ကိုင်နှိမ့်ကြလို့ဖြစ်စေနှိမ့်ကြမှုကိုအကြောင်းပြုပြီးတယောက်တယောက်အထင်သေးမှုတွေဖြစ်တယ်။ဘာကိစ္စနဲ့မှဘယ်သူ့ကိုမှအထင်သေးမှုမဖြစ်ကြပါစေနဲ့။အထင်သေးမြင်သေးခြင်းဒီ
look down လို့ရင်ခံရတဲ့လူကမေတ္တာပြတ်တယ်နော်ဘယ်လိုမှမေတ္တာမထားနိုင်ဘူး look down လုပ်တဲ့လူကလည်းမေတ္တာမရှိလို့ look down လုပ်တာလေအဲ့ဒါကြောင့်လို့နှုံးနှုံးကမေတ္တာပြတ်เสียအကြောင်းဖြစ်ပြီးအတွက်ကြောင့်အဲ့ဒါမျိုးတွေမဖြစ်ပါစေနဲ့လူတွေရဲ့စိတ်ထဲမှာနော်တူတူအချင်းချင်းသေးတာမျိုးမဖြစ်ပါစေနဲ့ဘယ်အကြောင်းကြောင့်မှမဖြစ်ပါစေနဲ့ပညာရေးကြောင့်ဖြစ်စေစီးပွားရေးကြောင့်ဖြစ်စေညီဒီအကြောင်းကိစ္စကြောင့်မှလူတွေကတူတူအချင်းချင်းသေးတာမျိုးမဖြစ်ပါစေနဲ့ญาရောတနာပฏิကတင်ညာနိညာပညာတဒုက္ခမိစင်ယญาရောတနာဆိုတာစောကားတာနော်ญาရောတနာပฏิကတင်ညာဆိုတာမုန်းတီးတာစောကားတာနဲ့မုန်းတီးတာတွေအဲ့ဒါတွေနဲ့တူတူဒုက္ခဖြစ်အောင်မလုပ်ကြပါစေနဲ့နိညာပညာတဒုက္ခမိစင်ယဘုရားရဲ့ဒုက္ခဖြစ်မှုကိုမှလောကလူတွေကလူတွေရောက်ဒုက္ခဖြစ်သွားတာကိုကြိုက်တဲ့လူကရှိသေးတာနော်ဒီလူဒုက္ခရောက်အောင်လုပ်လိုက်မယ်ဆိုတဲ့လူတွေကတချို့ကကိုယ်တမိန်ကိုစားပြီးအဲ့လိုလုပ်တဲ့လူကရှိသေးတယ်နော်လူတယောက်ဒုက္ခရောက်အောင်ချလိုက်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးတွေရှိတယ်ဒါပေမဲ့ရုပ်ညံ့တဲ့စိတ်ဓာတ်မျိုးတွေရှိအဲ့ဒီစိတ်ဓာတ်မျိုးတွေကိုဖယ်ရှားနိုင်အောင်မြတ်စွာဘုရားကမုန်းပြီးလို့ပဲဖြစ်စေဘာကြောင့်ပဲဖြစ်စေတယောက်တယောက်ဒုက္ခဖြစ်အောင်မလုပ်ကြပါစေနဲ့လူတယောက်ရဲ့ဆင်းရဲမှုကိုမလိုလားမိပါစေနဲ့ဆိုတတ္တဝါတွေပေါ်မှာဒီလိုမေတ္တာထားတာနော်ခုခေတ်မှာဒီကနေ့မှာ terrorism ဆိုတာပေါ်လာတော့ terrorist ဆိုတာတရားလူတွေဒုက္ခရောက်အောင်လုပ်တာပဲလေကိုယ်နဲ့လည်းမဆိုင်ဘူးသက်သက်ဘယ်သူတည်တည်ဆိုပြီးတော့လုပ်ကြတာလေအမြဲတမ်းကြောက်စရာကောင်းတယ်ဒါမေတ္တာခန်းချောက်လာတဲ့အတိတ်ကိုပြောနေတာနော်လောကကြီးလူတွေပူနွေးလာတာလူတွေကသိကြတာမေတ္တာခန်းလာတာသိပြီးသိကြနော်သတိမထားကြဘူးလူတွေရဲ့တဏ္ဍာမှာရှိတဲ့မေတ္တာတွေကခန်းချောက်လာလို့ရှင်တဲ့နှလုံးထဲမှာပူနွေးလာတာကိုသတိထားဖို့လိုရတယ်ပေါ့အပြင်ဗဟိတကဘာကြီးပူနွေးနေကြတော့ဆွေးနွေးပြီးတော့ဟုတ်လားအေးအောင်လုပ်နေကြရှင်ထဲကပူနေတာတော့ဘယ်သူမှဆွေးနွေးပြီးတော့အေးအောင်လုပ်ကြနော်အရေးကြီးဆုံးကရှင်ထဲကပူနွေးတာကိုဆိုတယ်နော်အေးကြအောင်လုပ်ရမယ်ဒါကြောင့်ဒီလိုမေတ္တာစိတ်ဓာတ်ကလေးတွေကိုကိုယ်တဏ္ဍာမှာဖြစ်ပေါ်စေရမယ်လို့မြတ်စွာဘုရားဟောအဲ့ဒါမှကောင်းတဲ့မေတ္တာတို့ရဲ့အတိတ်ပဲရွတ်တဲ့အခါမှာဒီအတိတ်ပဲလေးကိုဆင်ခြင်စဉ်းစားပြီးတော့ရွတ်ပြီးတော့ကိုယ်တိုင်ကျင့်သုံးမှုဒါဥစားပေးရပထမသိအောင်လုပ်တယ်နောက်ထပ်ကိုယ်တိုင်ကျင့်သုံးရအဲ့ဒီမှာဒီလိုဟောပြီးတော့မြတ်စွာဘုရားမေတ္တာဆိုတာဘယ်လောက်ထိအောင်လဲဆိုတာလူနားလည်အောင်ဘယ်လိုမေတ္တာမျိုးလဲဆိုတာမာတာယထာနိယဗုဒ္ဓမာယုတဧကဗုဒ္ဓမလို့တဲ့ခုဧဝံပိသမ္မဗုဒ္ဓေသူမာဝနတံဘာဝေအပရိမဏံချာမေတ္တာစိတ်ရဲ့သဘောကိုနားမလည်မှဆိုလို့ဘုရားပြောတာသာသမီတယောက်တည်းထုံးကားတဲ့မိခင်ဟာထိုသာသမီကိုအသက်ပေးပြီးတော့တောင်းမှပဲဆောင်းလျှောက်တယ်လို့ပဲသာသမီများရင်တော့ချစ်စရာတွေများနေတာကလေးတယောက်တည်းမိခင်ဟာအဲ့ဒီကလေးတယောက်တည်းပေါ်မှာပို့ပြီးတော့ချစ်ခင်တယ်ဘလောက်ပြောင်ချစ်ခင်လို့ဆိုရင်သူတည်ခြင်းသေးပါစေငါသားသမီးမသေးပါစေနဲ့ဆိုတဲ့စိတ်ဓာတ်မျိုးဖြစ်အောင်ပွေးတယ်ပေါ့အဲ့ဒါကိုမာဂယထာနိယံဗုဒ္ဓမာယုတအာယုတအသက်နဲ့ကိုအသက်ပေးပြီးတော့ဆောင်းလျှောက်တယ်လို့ပြောတာနော်အဲ့ဒီလိုရဲ့မိခင်ရဲ့မေတ္တာဟာဒီကလေးပေါ်မှာထားတဲ့မိခင်ရဲ့မေတ္တာဟာဘလောက်ကြီးမားတယ်အဲ့ဒီမေတ္တာရဲ့မိခင်ရဲ့မေတ္တာလိုပဲတဲ့တတ္တဝါတွေပေါ်မှာထားနိုင်အောင်ကြိုးစားတာတဲ့မာနတံဘာဝေအပရိမဏအတိုင်းအတာကန့်သတ်မရှိတဲ့မေတ္တာမျိုးတတ္တဝါတွေအားလုံးပေါ်မှာဖြစ်အောင်လုပ်ပါတဲ့ဘာဝေဆိုဖြစ်အောင်လုပ်ပါတူပွားအောင်လုပ်ပါလို့ပြောဒါရွတ်ခိုင်းတာမဟုတ်ဘူးနော်ဒီမေတ္တာမျိုးမေတ္တာတို့ကအချိန်ကောင်းညံများစွာရွတ်နေကြတယ်လို့မေတ္တာဒီကိုယ်စိတ်ထဲမှာမေတ္တာနှလုံးသားတဲ့မေတ္တာအခြေစိုက်ဖို့ရတတိမရကြဘူးညာတော့အပြည့်ရွတ်ရုံလေးနဲ့လည်းအန္တရာယ်ကင်းနေပြီလို့ထင်နေကြတယ်နော်ဘုံမြတ်စွာဘုရားကကြည်တုတ်တံမှာမာနတံဘာဝေအပရိမဏအတိုင်းတာကန့်တတ်မရှိတဲ့မေတ္တာစိတ်ကိုထားပါချစ်အောင်လုပ်ကြပါလို့ပြောတာနော်ကဲဒါဖြင့်နောက်ဆက်ပြီးတော့ဟောသေးတယ်နော်ဘာဝေအပရိမဏမေတ္တင်သသဝလောကတမိမာနတံဘာဝေအပရိမဏတလောကလုံးပေါ်မှာအဲ့ဒီမိခင်စိတ်ဓာတ်မေတ္တာမျိုးထားနေအောင်သဝလောကတမိမာနတံဘာဝေအပရိမဏဥဒ္ဒံအဒောသတိရိယေသအတ္တံပါရံအဝေရမတ္တပတ္တအယမျက်နှာနဲ့ပြောလိုက်မယ်ဆိုရင်အထက်အရာမှာပဲရှိအောက်အရာမှာပဲရှိအထက်အောက်ကြားမှာပဲရှိ
ဥဒ္ဒါဆိုတာအထက်ဒေါဆိုတာအောက်တိရိယဆိုတာအလဲဘယ်နေရာမှာပဲရှိလောကမှာရှိတဲ့တတ္တဝါတွေအားလုံးကိုချမ်းသာကြပါစေသဗ္ဗလောကတိမာနတံဘာဝေအပရိမံဥဒ္ဒံအဒောသတိရိယသအတ္တံဘာဒံအဝေရမတ္တပတ္တအတ္တံဘာဒံကျဉ်းမြောင်းတဲ့စိတ်မထားရဘူးမေတ္တာစိတ်ကအလွန်ကျယ်ပြန့်တဲ့စိတ်သူ့ပေါ်တော့မေတ္တာထားတယ်သူ့ပေါ်မထားဘူးဆိုတဲ့ကျဉ်းမြောင်းတဲ့စိတ်မရှိဘူးအားလုံးပေါ်မှာတဏှီနဲ့မေတ္တာထားတယ်အဝေရရံမရှိဘူးတဲ့မေတ္တာမှာရံမရှိဘူးဒီနေရာဒီအချက်ကလေးကအမှန်တမ်းအရေးကြီးတယ်လောကမှာလူတိုင်းဟာဘေးကင်းနေကြတယ်အန္တရာယ်ကင်းနေကြတယ်ရန်ကင်းနေကြတယ်ဒါပြင်ရန်ဆိုတာဘယ်ဟာခေါ်တာလို့လူတွေအားလုံးသိတာရန်ဆိုတာပုဂ္ဂိုလ်ကိုထင်နေကြတယ်ပေါ့ကိုယ်မှာရန်လူဆိုတာကိုပဲအပြင်အလာတဲ့ရန်လူကိုပဲရန်လူလို့ထင်တာသို့တော့အဲ့ဒီအပြင်အလာတဲ့လူကကိုယ်စီရောက်ချင်မှရောက်တယ်နော်တခါတလေပါပြန်ရန်လူကကိုယ့်ကိုတကယ်လို့ရောက်အောင်အန္တရာယ်ပေးအောင်ဒီတဘွားပဲအာရုံပေးလို့ရတယ်သို့တော့ကြောက်စရာကောင်းတာကမိမိရဲ့ရင်ထဲနှလုံးထဲမှာရှိတဲ့အမုန်းတရားဆိုတဲ့ဒေါသရံအပိုကြောက်စရာကောင်းတယ်အပြင်ကရံကကိုယ်စတိမောင်နှံတယောက်ပွဲအောင်မလုပ်နိုင်ဘူးအတွင်းထဲကအမုန်းရံကလုပ်လို့ရတယ်ပေါ့မုန်းပြီးပြီဆိုတဲ့ဒေါသကြတော့လူတွေကရန်လူလို့မသိကြဘူးမိတ်ဆွေချင်းပြီးတော့ရင်ထဲမှာသိမ့်ပိုက်ထားကြတယ်ပေါ့တချို့ကဒေါသကိုချီတောင်ရှင်းမလိုက်သေးတယ်နော်ငါစိတ်တူတယ်နော်ငါစိတ်ကမရဘူးနဲ့ချီးမွမ်းစကားတော့ပြောလိုက်ချက်နေတယ်အဲ့ဒါမှတကယ်ရန်သူအစိတ်အဝေဒရန်သူမရှိဘူးဆိုတာအဲ့ဒီကိုယ်ရင်ထဲမှာအမုန်းဆိုတဲ့ဒေါသဆိုတဲ့အမုန်းတရားရန်သူမရှိအောင်လုပ်ရမယ်ညာပြောအဲ့ဒီရန်သူခင်းအောင်လုပ်ရမယ်အဝေဒမတ္တပတ္တကဲဒါဖြင့်ဒီလိုရန်ကင်းသွားအောင်မေတ္တာတက်ပွားရမှာဘယ်အချိန်ပွားရမှာတော့ဘယ်အခါမှာလုပ်ရမှာတော့ဆိုတော့ကြည့်တိဋ္ဌံသရံနိတိနောဝတရားလောယာဝတ္တတာဝိတမိတောတိဋ္ဌမတ္တရနေတုန်းနဲ့ပွားလို့ရတယ်သရံလမ်းလျှောက်နေတုန်းနဲ့ပွားပါနိတိဏထိုင်းနေတဲ့အချိန်မှာလည်းမေတ္တာစိတ်နဲ့ထိုင်းနေပါတရားလောညောင်းလို့လက်အိတ်နေပြီအိတ်ချင်စိတ်မရှိသေးဘူးဝိကတအသိဏမိတ်တော့အဲ့ဒီအချိန်မှာလည်းမေတ္တာပွားပါဆိုဣရိယာပုတ်၄ပါးဆိုလုံး body posture ၄မျိုးစလုံးပေါ့နော်တရားနိုင်ရသွား၄ပါးဣရိယာဘယ်အခါမှာပဲဖြစ်ဖြစ်မေတ္တာစိတ်ကြီးကိုယ်တိုင်မှာဖြစ်နေအောင်လုပ်ပါလို့ဒါပြောတာနော်တိဋ္ဌံသရဏိတိနောဝတရားလောယာဝတ္တဝိတမိတ်တော့ဧတံတတေအဋ္ဌိချေယအဲ့ဒီမေတ္တာတတိလေးကိုထားပါတတ္တဝါတွေချမ်းသာကြပါစေဆိုရယ်ဒီတတိလေးဟာသမင်းချက်ရင်လည်းလုပ်လို့ရတာပဲလုပ်ငန်းလုပ်ရင်လည်းလုပ်လို့ရတာပဲနော်အားလုံးဟာချမ်းသာပါစေဆိုတဲ့တတိလေးနဲ့အမြဲတမ်းနေပါအဲ့လိုနေတာကိုပဲဗြဟ္မဝိဟာရမြတ်သောနေထိုင်ခြင်းလို့ဒီလိုပြောတာဟုတ်ဒီမေတ္တာနဲ့နေတာဟာအလွန်ကောင်းတဲ့မြင့်မြတ်သောနေထိုင်ခြင်းတစ်ခုဖြစ်ပါတယ်ဗြဟ္မမေတ္တဝိဟာရမိတ္တမှာဒီသာသနာတော်မှာဒါအများဆုံးနေခြင်းတစ်ခုပဲဒါကမေတ္တာဘာဝနာပွားလို့ပြီးသွားပြီမြတ်စွာဘုရားဘယ်ချိန်ပွားရမယ်ဆိုတာပွားပုံပွားနည်းတွေရောအကုန်လုံးဟောတာဒီထဲမှာပြည့်ပြည့်စုံစုံနော်မအိရှင်ဒီသမီးမေတ္တာပွားနေပါတချို့အခုဗမာပြည်မှာမေတ္တာဘုံလေးရုပ်ပြီးအိတ်လိုက်ကြတော့တာပြီးရောတွေးတဲ့အခါလျှောက်တွေးရင်တွေးမယ်အမုန်းတရားတွေလည်းဝင်လာမယ်နော်အဝိတ္တအဝေရာဟောတုဆိုကိစ္စပြီးပြီဆိုပြီးတော့မေတ္တာလေးပို့ပြီးတော့အိတ်တယ်လို့ထင်ကြတယ်နော်တကယ်အဲ့လိုမဟုတ်ဘူးမေတ္တာစိတ်ဆိုထပ်တလဲအဖြစ်အောင်လုပ်နေတာကမ္ဘာထာထုတ်တာပဲဒါလည်းနော်ဖက်လေဝင်လေလေးမှတ်နေတယ်လို့ပဲမေတ္တာစိတ်ကလေးကိုယ်တိုင်မှာမပြတ်ဖြစ်အောင်လုပ်နေပါဒါပြောအဲ့ဒါမှကမ္ဘာထာဖြစ်မှာကဲဒါဖြင့်မေတ္တာဘာဝနာပွားပြီးမေတ္တာအခြေခံရပါပြီဆိုတဲ့အခါမှာဒီမေတ္တာကိုအခြေခံပြီးတော့ဝိပဿနာကျင့်စဉ်တစ်ခုသွားကြမယ်မြတ်စွာဘုရားကတရားဟောလို့ရှိရင်ယဟန္တာအဆင့်ကြီးအောင်ဟောလို့ရှိတယ်ဘယ်တော့ဖြစ်ဖြစ်နောက်ဒါလမ်းမဆုံးသေးဘူးမေတ္တာဘာဝနာပွားလို့ရှိရင်မေတ္တာဇံကြည့်အောင်ရနိုင်တယ်မေတ္တာဇံရအောင်ပွားတာတော့တဝုတယောက်တည်းပေါ်မှာအာရုံစိုက်ပြီးပွားရတယ်ပြီးတော့မှတိုးချက်ရတယ်သမာဓိရအောင်ပွားနည်းကတစ်ခုကုသိုလ်ရအောင်ပွားနည်းကတစ်ခုသမာဓိရအောင်ပွားနည်းကဘာလို့ဆိုရင်ယောက်ျားဆိုရင်ယောက်ျားချင်းမိန်းမဆိုရင်မိန်းမချင်းနော်အဲ့ဒါဘာဖြစ်လို့ကြားချင်းမမချင်းလောက်ရလဲလို့ဆိုတော့မေတ္တာနဲ့အနည်းဆုံးရန်သူကတဏှာ
raga say that beyond that Jajaga amused me with one of Meta going, say that beyond that. Amuse me at Amusa with one Meta going, say that beyond that. The Ude or they done in it, a boya. Sadia on the Maria on the low, Chongo no Poloya. Now, the Ude I was actually a 4 minute solution. Amuse me at it, amuse me basic. Muda basic, yeah. Double me with you, Jesse. Do me now, yesterday, my phone for you, Jesse. Chanavadi, so say, Tanaiti on low, Nanaiti on low, don't I on low. Any the Madi, ya. Ya, Santi on Yapon. Not only a Kumida, Blotio, Banicha, Ganda di Piato, Swing, future video Chia. Mini Goraye, Mini chicken and Masui, Go Nemetere, Yanuye, Bodulemo, Chibulemo, the Daman Bobo. Lezu Quella. Hello, Lezu Quella de Kama. Delay you have a dying chap yet. Go Uzabera Messiahu, go Mesimo Uzabera and Messiahu, go Nemedia Lumo Uzabera and Messiahu, go Yalumo Uzabera and Messiahu. Delay you had the Urelu Chetai, da Meda, a long time I read that the Kuchetai. No? So other Ubamame. Layout, Mimi Bound and do layout go. Layout will pay sacrifice on me. That be a Yipus on me solution. A minute don't only I like on go for me that yet. No? And I go for me that yet. Channel for my meta, go near go for my meta yet. I don't know when I never tell me a solution. Yandu for my meta yet. A generally Madonna and Abbey like also and Mason for Meta Jetta. A Kone Yenimu Machine Bobo, Telemes, and never made that. Tell the Lugo Sham to who the layout, they have a two from a question machine solution. That and then Jima made that to the two Genema, Disabia Central. Coming Meta Bavana, Pwana, the Metations in the Kule. Any change in the crew, we got a change in the crew, Dora May solutions. Mita on a Boraga. Tatawa Bora, Oku Bora. And we got an idea of Boku that one, Lolo Yabia. Bayao, Boku that one, a she to use solution, my name in the crucial one. Other dating you call it. Ella Mita on a Bora Bokuma, that was she is a doing well that day. Eddie, we better not go on this chow me. Chow days or I own and Namuda see this with a deal on the pineapple. No? Now, made a book near Bobo, I own and Nakura see it. Now, I go near Bobo, I own and Nakura see it. So, dating is a new Bekama. My minute you had a crew, Yawas in it. No? At that age, you be qualified, that one, so I'm Ella Pay we button at Jen General Yahu. We button I only Yonan and machine that one Hoku. Tayawo, Day is a Lubegama. No? The other day you, Peshalaba, Sura Yonan and Pray on Chiba. Good the Arrow Domes, good anama chitted Yudia, good anama chitted Nadia, Survatan chitted Yudia Nadia, Pray on those. I don't know, load of message, Yejira, Tilawa, Cogendiga, Shibu Lure, Cogendiga, Shiame. Cogendiga, I don't know at her own leadership. Tamari Checo, Cogendiga, Yaidua. Cogendiga, Cogendiga, Piso, me solution. Cogendiga, or John Yu, Sega Chinure, Chinu or John Yu, one more John Yu, PD or John Yu. Patadi, Kose Nyan, Tuka Sola, Chana Musula Chilla, Chana Muchilla, Tamari, safety name, Linia. Safety name, Yara, Yatawu, Dana, Mama Dias, a dear one. But I think I'm a messenger who's an ally social man. Tada will be our Dilashiva, not a good. Definitely not Tamano. Tilashi Peter, Ginger Jogo, Atolai, we bought an onion, send in Jabiro, Lebanon, Yena, Tadanalo, no, Tiniama.
သင်္ခါရတရားတွေအဖြစ်ကိုမြင်ပြီးတဲ့နောက်သင်္ခါရတရားတွေချုပ်ငြိမ်းရာနိဗ္ဗာန်ကိုမြင်လိုက်တတ္တနိနသမ္မန္တောအဲ့ဒီအမြင်နဲ့ပြည့်စုံတယ်ဆိုတာသောတာပန်ဖြစ်သွားတာကိုမြတ်စွာဘုရားဟောတာနော်ဒိဋ္ဌိစနိဗ္ဗာန်ကမှဝိပဿနာဉာဏ်ဖြစ်ပုံကိုဟောတယ်တတ္တနိနသမ္မန္တောဆိုတာသောတာပန်ဖြစ်ပုံကိုဟောတယ်ကာမိတုဝိရိယခေတံကာမဂုဏ်အာယုန်တွေပေါ်မှာတတ်မဲ့တဲ့တဏှာကိုဖယ်ရှားပါဆိုဒါကအနာဂံဖြစ်သွားတာကိုပြောတာအနာဂံဖြစ်ပြီဆိုရင်ကာမဂုဏ်အာယုန်တွေပေါ်မှာတတ်မဲ့တဲ့တွေ့တာတဲ့တဏှာကျင်းသွားနာဟိဇာတုကပ္ပတေယပုဏ္ဏရေတိအဲ့ဒီလိုကာမဂုဏ်အာယုန်တွေပေါ်မှာတတ်မဲ့မှုကျင်းသွားတဲ့အခါမှာဝိပဿနာအရှိန်ပြင်းလိုက်လို့ရှိရင်တဲ့ဘဝတစ်ခုမှာနောက်တစ်ခါဘယ်တော့မှမိခင်ဝမ်းကိုရောက်တော့မှာမဟုတ်ဘူးဘယ်တော့မှပြန်ပြီးမွေးဖွားမှာမဟုတ်တော့ဘူးနာဟိဇာတုကပ္ပတေယပုဏ္ဏရေတိမိခင်ဝမ်းဘယ်တော့မှပြန်မလာရတော့ဘူးရဟန္တာဖြစ်တာပြောတာအဲ့တော့မေတ္တာကိုအခြေခံပြီးတော့ဝိပဿနာကျင့်စဉ်ကိုကျင့်လိုက်လို့ရှိရင်ရဟန္တာရှိအောင်ဖြစ်သွားနိုင်တယ်ဒါကိုပြောတာနော်အဲ့တော့မေတ္တာဘာဝနာပွားပြီးတော့မေတ္တာစိတ်ဓာတ်လေးကိုပဲနန္တရားအဖြစ်ရှုမယ်ထိုနန္တရားရဲ့တရားနှလုံးသားကိုလည်းယုတ်တရားအဖြစ်ရှုလိုက်မယ်အဲ့လိုရှုလိုက်လို့ရှိရင်ဝိပဿနာဉာဏ်ရင့်ပြီးသောတာပန်ဖြစ်မယ်ထပ်ပြီးတော့ဝိပဿနာဉာဏ်အရှင်းမြတ်လို့ရှိရင်တဂရကအနာဂံဖြစ်မယ်တဂရကအနာဂံဖြစ်လိုက်တဲ့ကာမဂုဏ်အာယုန်လေးပေါ်မှာတွေ့တာဥဒ္ဒနာကျင်းသွားမယ်အဲ့ဒီကနေအရှင်းမြတ်ထပ်ပြီးတော့ကျင့်လိုက်တဲ့အခါကိလေသာအတော်တွေအကုန်လို့တော့ဘဝပြန်ပြီးမွေးဖွားခြင်းဆိုတာမရှိတော့ဘူးတဲ့အဲ့ဒီကြတော့မှအပြီးတတ်တယ်ပေါ့ဟောမေတ္တာတော့ကအဲ့ဒီနေရာမှာပဲညီကုန်းချုပ်ထားတယ်နော်နာဟိဇာတုကပ္ပတေယပုဏ္ဏရေတိမိခင်ဝံဘယ်တော့မှပြန်မရောက်တော့ဘူးတဲ့ဒီဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းလို့ဒီမေတ္တာအခြေခံတဲ့ဝိပဿနာဉာဏ်ကြီးအောင်စိုက်ကြည့်နိုင်တဲ့ဟောဒီမေတ္တာတုတ်တန်ရဲ့အနှစ်သာရအပိုင်းကိုနာယူပြီးတဲ့အခါမှာဒီမေတ္တာတော့ဟာတကယ်ကျင့်ကြံကြိုးကိုအားထုတ်ပြီးတော့တို့တွေပွားများကြရမယ်တရားတစ်ခုဖြစ်တယ်ဆိုတာကိုယ်စီသဘောကျပြီးမေတ္တာဘာဝနာပွားများခြင်းဖြစ်သူမေတ္တာကိုအခြေခံလို့ဝိပဿနာကျင့်စဉ်ကိုကျင့်ရင်းဖြင့်နိဗ္ဗာန်ချမ်းသာကိုကိုယ်စီကိုယ်မှမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း